ဟုတ်ပြီနော်အမီးမပါဂျိုမပါခြေတော့နှစ်ချောင်းပေါ်မတ်တက်ရက်ပြီးတော့မတ်ရှောက်နေနိုင်တဲ့လူလို့မထင်လိုက်ပါနဲ့ဟုတ်ပလားလူမှန်ရင်လူသီလရှိရအ ਨੇ ဆုံး၅ပါးသီလလူမှန်ရင်သူတစ်ပါးသက်သူတစ်ပါးမပေးသောပစ္စည်းမယူအောင်သူပစ္စည်းကိုပစ္စည်းစီကံရှိရတယ်သူများသားမရစိတ်နဲ့တော့မပြတ်မရဘူးဟုတ်ပြီနော်လူဆိုတာလူစီးရှိရတလိ္ဆာမှာအဲ့ဒီစီးမရှိဘူးသူမရကိုမရမရှိဘူးသူလင်ကိုလင်မရှိဘူးအမေမရှိဘူးနှမမရှိဘူးအမမရှိဘူးကြုံတဲ့အချိန်မှာကြုံတယ်လို့ခံစားပလိုက်တာအဲ့ဒါတလိ္ဆာဟုတ်ပြီနော်